အမေရိကန်မှာမီလီယံနာဖြစ်နေလို့မြန်မာပြည်ကလူတွေကိုနှိမ်တဲ့စကားတကွန်ပြောလိုက်တဲ့စမိုင်းကအမေရိကန်နိုင်ငံမှာနေထိုင်ရင်းနဲ့နေ့စဉ်ဖြတ်သန်းမှုတွေအဆင့်မြင့်လူနေမှုဘဝတွေဘရန်ဝေစာတွေနဲ့မိတ်ကပ်ပြင်ဆင်မှုတွေကိုအမြဲမျှဝေလေးရှိပါတယ်။ဒါပေမဲ့ကမ္ဘာဖက်ရှင်ရေးစည်းကြောင်းတွေဘလောက်ပဲပြောင်းလဲနေပါစေသူ့ရဲ့တချို့သောပြင်ဆင်မှုတွေကတော့မြန်မာပရိသတ်တွေရဲ့အမြင်မှာတောဆန်တွေလှုပ်ထင်နေကြပါတယ်။ငွေတွေသုံးနိုင်ပြီး brand တွေဝင်နိုင်ပေမဲ့လည်း fashion ချိန်စာမိနေတယ်ဆိုပြီးတော့ဝေဖန်ခဲ့ကြတာပါ။ဝေဖန်မှုကလူသိများတဲ့အနုပညာရှင်တိုင်းရှောင်လွဲလို့မရတဲ့အရာတစ်ခုဖြစ်ပေမဲ့စမိုင်းရဲ့တုံ့ပြန်မှုကတော့အတော်လေးကိုအယောစရာကောင်းလာအောင်ဖြစ်သွားခဲ့တာပါ။သူ့ဘဝမှာအရေးကြီးဆုံးကိစ္စကဖုန်းပေခြေသုံးနေရတဲ့သူတွေကသူ့ရဲ့အိမ်ကိစ္စကိုဂရုစိုက်နေကြတာဖြစ်ပြီးဘေးတုံးလောက်သာဝင်နိုင်တဲ့သူတွေက fashion ချိန်စာမိနေတယ်လို့လာပြောနေကြတယ်ဆိုပြီးတော့လောင်ပြောင်ထားပါတယ်။အမေရိကန်နိုင်ငံမှာဒေါ်လာတွေနဲ့ချမ်းသာနေတဲ့အဖက်ဖက်ကကြက်တဲပြီးတော့အခက်အခဲပေါင်းစုံကြားကနေဆိုရှယ်မီဒီယာကိုအပန်းဖြေစရာတစ်ခုအနေနဲ့တုံးရတဲ့မြန်မာပြည်ကလူတွေကိုဖုန်းပေခြေသုံးနေတဲ့သူတွေဆိုပြီးတော့အထင်သေးလိုက်တာဖြစ်တယ်လို့ဝေဖန်ကြပါတယ်။တချိန်ကကျုပ်တလုံးကိုနှစ်ယောက်အတူစားခဲ့ရတဲ့စမိုင်းကအခုတော့မြန်မာပြည်ကလူတွေကိုအထင်သေးစရာအဖြစ်နဲ့မြင်နေလို့ဆိုတာပါဖက်ရှင်ကငွေရှိတိုင်းလာတာမဟုတ်သလိုအမြင်မတူလို့ဝေဖန်တာကိုလူနေမှုအဆင့်တန်းနဲ့ဆွဲရှင်ပြီးတော့တုံ့ပြန်တာကြောင့်စမိုင်းကတော့ဝေဖန်ခံနေရပြန်ပါတယ်ဝေဖန်သူတွေကိုပညာသားပါတုံ့ပြန်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိပေမဲ့စင်ရဲချမ်းသာအဆင့်တန်းခွဲကြပြီးအထင်သေးနှိမ့်ချလိုက်တာကတော့ပုံရိပ်ကိုကိုယ်တိုင်ပြန်ဖြတ်စည်းလိုက်တယ်လို့ပါစမိုင်းကငွေရှိတယ်ဆိုပြီးတော့မောက်မာရိုင်းဆိုင်နေရလားပရိသတ်တို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါဦးရှင်မီကိုရီတဲကအဖိုးဖွားကိုကဲတင်ခဲ့ရကြောင်းတနိုင်ငံလုံးရဲ့ကြီးကျူးမှုတွေကိုရရှိနေတဲ့လက်လွတ်လက်စားသူရဲကောင်းဦးချိုကမန္တလေးမှာနေထိုင်သူဖြစ်ပြီးသူတစ်ပါးဒုက္ခရောက်နေချိန်မှာတွေ့ဝေမနေပဲဖြူစင်တဲ့စေတနာနဲ့ကူညီခဲ့တဲ့သူရဲ့လုပ်ရလေးကြောင့်မြန်မာတနိုင်ငံလုံးကသူ့ကိုဂုဏ်ပြုချီးကျူးနေကြပါတယ်။ဦးချိုကမကြသေးခင်ကမန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာဖြစ်ပွားခဲ့တဲ့မီးရန်ရဲ့တခုတည်းအထင်မှာပိတ်မိနေတဲ့အဖိုးဖွားနှစ်ဦးကိုဝင်ရောက်ကဲတင်ပေးခဲ့တဲ့ဦးလေးကြီးပါ။စွကျဲဖြူလေးနဲ့ပစိုးကိုဝစ်ဆင်ထားတဲ့အသက်66နှစ်အရွယ်ဦးချိုကမိတော့ထဲကိုချက်ချင်းပြေးဝင်ကူညီပေးခဲ့တာပါ။ဝင်မခဲ့ရင်တော့ဒီလူတွေဒုက္ခရောက်တော့မှာပဲဆိုတဲ့ဖြူစင်တဲ့စေတနာတစ်ခုတည်းသာရှိခဲ့တာပါ။ကိုကျိုးအတွက်ဘာတစ်ခုမှမမျှော်လင့်ပဲသူတစ်ပါးဒုက္ခရောက်နေတာကိုမကြည့်ရတဲ့စိတ်တစ်ခုတည်းနဲ့အကူအညီပေးခဲ့တဲ့ဒီလိုရလေးကသူ့ရဲ့ဘဝကိုတမဟုတ်ချင်းပြောင်းလဲသွားစေပါတယ်။ဦးချိုကနေကင်းဘက်ဒီမှာဘန်တခုမှတန်ရှင်းရဲ့အလုပ်ကိုလုပ်ကိုင်ရပြီးနေကင်းဘက်မှာအလုပ်လုပ်ရုံနဲ့မလုံလောက်တဲ့အတွက်ညဘက်ဒီမှာလေကော်ဖီဆိုင်တစ်ဆိုင်မှာလုံခြုံရေးဝန်ထမ်းအဖြစ်လုပ်ရပါတယ်။အသက်66နှစ်အရွယ်ဒီကြုံရကြပန်းအလုပ်တွေကိုပြင်ပန်ပန်းလုပ်ကိုင်နေရပေမဲ့သူ့ဘဝကိုအပြစ်မတင်မဲ့ရိုးသားစွာနဲ့ရပ်တည်နေသူတူပါစေတနာမှန်ရင်ကံအကျိုးပေးပါတယ်ဆိုတဲ့စကားအတိုင်းစေတနာရှင်တဦးကဦးချိုရဲ့လုပ်ရက်ကိုလေးစားလုံးလို့ဆိုပြီးတော့ဂုဏ်ပြုစုငွေ15သိန်းကိုလှူဒန်းခဲ့ပါတယ်။ဒီငွေကြေးတစ်ခုတည်းတင်မကပဲတခြားသောပရိဟိတအဖွဲ့အစည်းတွေနဲ့ပြည်သူတွေကပါဦးချိုရဲ့စေကူသားစရိတ်နဲ့နေ့စဉ်စားဝတ်နေရေးအတွက်ဆက်လက်ပြီးတော့ပံ့ပိုးကူညီပေးသွားဖို့စီစဉ်နေကြပါတယ်။ဂုဏ်ပြုမှုတွေကနေတဆင့်နောင်လာမယ့်လူငယ်တွေအတွက်လူသားချင်းစာနာထောက်ထားမှုရိုင်းပင်းကူညီမှုတွေကိုအတူယူနိုင်မှာပါ။ဦးချိုကိုနောက်ထပ်ဘယ်လိုဂုဏ်ပြုသင့်တယ်လို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။